Okay မင်္ဂလာပါ comedy agency ကလေ Okay မင်္ဂလာပါ comedy agency ကလေကြိုဆိုလိုက်ပါရခင်ဗျာအိုးစိုက်ကြီးအကြီးပဲအဲစိုက်လောက် lucky fish ကြီးဆိုလို့ရှင်တရုတ်ပြည်ကိုကောင်းအောင်ရောင်းလို့ရတယ်ကဲထားပါတော့ရုပ်ရှင်ကြောင်းပဲပြောအောင်အမကောင်မလေးကထွက်လာတယ်ကောင်မလေးကလှမ်းអွန်လိုက်တယ်နေတော့အဲ့နဲ့ကိုနီကိုတိုကလှည့်ကြည့်လိုက်တယ်စကားပြောချင်းစောင်းနဲ့ရေတွေဝင်အမလှမ်းခေါ်လိုက်တယ်အမေလာဒီမှာအေးတိုင်းနိုးတောက်ပြီးအေးရတော့မဲလားဒီမှာကျမပြည့်တဲ့နေတိုးကိုသူ့မင်းကစိတ်ငြိမ်အောင်ဆိုပြီးတော့နေတိုင်းအင်ဂျင်ဝိုင်းနဲ့ကီတီပန်နဲ့ရောပြီးတိုက်ရတယ်တားရေဆေးတောက်မယ်ဆေးတိုက်ဖို့အချိန်ရောက်ပြီဆိုတော့သူ့မင်းကသူ့သားလေးကိုဖြည်းဖြည်းလေးနှိုးလိုက်တယ်လန့်နိုးရမှာဆိုလို့ဖြည်းဖြည်းလေးတင်ကိုယ်တိုင်ထားရမယ့်ချိန်ရောက်လာပြီဖြစ်တယ်အမနေတိုးကလန့်နိုးလာတော့သူဘယ်ရောက်လို့ရောက်နေမှလည်းမသိဘူးအခုမှတင်တန်းဆင်းတဲ့ဒေါက်တာရန်ကူလေးကစေကန်းနဲ့ဝင်လာအဲ့တော့နေတိုးကလှမ်းရှိုးလိုက်အောင်ဆရာမလေးကမိုက်တယ်ကမစမီတာနူထားဖို့အချိန်ရောက်ပြီဆိုရင်မျက်စိပြန်ပိတ်ပေးလိုက်တယ်ယူလဲယူတယ်ဘူးလဲဘူးတယ်ကဲကေတီပန်နာမမှန်လေးစားဖြစ်တာအားလုံးညီမကုပေးမယ်ဟုတ်ပြီလားဟုတ်ကဲ့ကေတီမန်ဆိုပြီးတော့ biojustice တွေကိုအမှုန့်ကျိတ်ပြီးတော့စံပြုတ်တဲ့ထဲတိုက်တယ်ဆရာမလေးကိုကြိုက်သွားတဲ့နေတိုးကပထမနေ့မှာယူသလိုမူသလိုနဲ့ချင်းအောင်ဆွဲဒုတိယနေ့ဆွဲတတိယနေ့ချင်းအောင်လိုက်ဆွဲစတုတ္တနေ့ကျတော့လာပြီးအမနွားတော်ပြေးလာပြီးအမဆရာမလေးကိုတစ်ဖက်သက်ကြိုက်နေတဲ့ထွန်းထွန်းကနေတိုးကိုဆွဲလာရန်လာလို့ပြီးထိုးမယ်ကြိတ်မယ်ပေါ့ထွန်းထွန်းကနေတိုးကိုကြည့်လို့မရပါဘူးလုံးဝကြည့်လို့မရပါဘူးအယောမဝင်နဲ့နေတိုးကသူ့ရုပ်ကိုမှသူအားမနာဒါမဲ့နောက်ကျသွားပါပြီထွန်းထွန်းအရန်ကိုနောက်ကျသွားပါပြီကတီပန်တောင်းမယ်ပတ်စံနေနဲ့ရွာထိပ်ကစပင်ညာဆိုင်မှာနောက်ဆုံးတော့ဘူကီညှက်နိုင်ခဲ့ပြီလေဆရာမလေးကစိတ်ဝင်စားရုံပဲစိတ်ဝင်စားနောက်ကဘေးကကြွေပါဆင်းသွားတာဘူကီညှက်ပြီးတဲ့နောက်ပိုင်းမှာနေတိုးက officially ဆရာမလေးရဲ့အိတ်ဆွဲတော်ဖြစ်သွားတာပေါ့နော်အဲ့ဒီချိန်မှာဆရာမလေးကမတော်တဆတမင်တသက်နေတိုးရင်ဝင်တဲ့ကိုပြစ်လဲပေးလိုက်တယ်အော်အားနေလားအမဆရာမလေးကရှက်သွေးဖြာပြီးနေတိုးနောက်ကိုလိုက်ပါလားဆရာမလေးကနေတိုးရဲ့အတိတ်အကြောင်းကိုမေးတာပေါ့နော်အဲ့လိုမျိုးပြန်မြင်တာပြန်ကြားတာမျိုးရောမရှိဘူးလားဟုတ်လေတခါလေကြာအဲ့လိုပုံရိပ်တွေအဲ့ဒါမျိုးတော့ခဏခဏမြင်တယ်တင်ကိုယ်တိုင်ထားရမယ့်ချိန်ရောက်လာကူအောင်နေတယ်ထားရမယ့်ချိန်ရောက်လာကူအောင်နေတယ်နေတူကဆရာမလေးနဲ့ယဉ်နေပြီးတော့တောင်ပေါ်ကသူ့တောင်မမီတဲ့အပင်ကိုခေါ်သွားပါတယ်ဘာလို့ခေါ်သွားလဲဆိုတော့အကြံစီရှိလို့ပါအကွက်တွေလေလာပြီလေဆရာမလေးကလည်းတိတ်မပျော်ရှားပါဘူးဖြီးနေတာပဲနေတော့ရွာရဲကလေးတွေကိုအရင်ချက်တတ်ပါတယ်သူအားတဲ့အချိန်ဆိုရင်နှလုံးဒီဘလို့ထိုးတာလို့ဘောလုံးပွဲဘလို့လောင်းတာလို့တင်ပေးတာပေါ့နော်အဲ့ဒါကိုဆရာမလေးကမြင်ပြီးတော့ပို့ပြီးတော့ကြွေတာပေါ့ဗျာတာယာလှပပြီးတော့ပွင့်လင်းတဲ့မနက်ခင်းတစ်ခုမှာချက်ချင်းမိုးချုပ်ပြီးတော့မုံတိုင်းတွေစတိုက်အောင်အိုးတွေခွက်တွေပလုံးတွေကွဲအမနေတိုးရဲ့တပည့်လေးကတန်ဆူးပြီးတော့မေးခိုင်မဝင်ပြီးခြေထောက်ဖြတ်ရအောင်ဒါမဲ့နေတိုးကကလေးလေးကိုဖေးမကူညီပြီးအားပေးတယ်တေးကြတယ်တေးမအဲ့မှာထွန်းထွန်းကဟာတယောက်လုံးဘယ်ရောက်နေရလဲတိတ်ဆိတ်နေပါလားဆိုပြီးတော့ဟုတ်ပါတယ်ဒီကိုရောက်နေရပါဒါကတော့အင်္ဂလိပ်လို့ဆိုရင်တော့ရွာကလပ်ပေါ့ဗျာတယောက်90အဝကဆိုတော့နေတိုးကလည်းတက်နိုင်တယ်လေနေတိုးဝင်လာတော့ဆရာမလေးကရှက်တာပေါ့သူကနေတိုးနဲ့စပြီးစိတ်ဝင်စားနေပြီတော့နေတိုးကလည်းကတ်တက်တယ်လို့မကတ်တက်လို့နဲ့စိုက်ကကောက်နှိုးပြကာရာတေကွက်တွေပါလာတယ်မှာအမှတယောက်နဲ့ကြောင်းနဲ့စရှိုးတာပေါ့နေတိုးကဆရာမလေးကိုကြည့်ပြီးတော့ဆရာမလေးကလည်းနေတိုးအထာတွေပြန်ပေးရောနေတိုးရအခြေအနေကောင်းပြီတဲ့ငါအကွက်ရွှေ့ရတော့မယ်အမအချက်လှမ်းပြလိုက်တယ်ဟေးတဲ့အိမ်ပြန်ပြီးတော့စိုက်ကသွားနှိုးကြမယ်လေတဲ့စိုက်ကဆက်သွားနှိုးမယ်လေဆရာမလေးကလည်းဒိုးမယ်ဆိုပြီးလက်နဲ့အချက်ပြန်ပြတယ်နေတော့ကပ်ပြီးတော့ဘေးကအတော်ကြီးကြွားတာကျွန်တော်ကစိုက်ကသွားနှိုးတော့မှလည်းတွေ့ဟိုမှာပါသွားပြီဒီကောင်ကချင်ဖန်းလို့ကောင်းတော့မြောက်ပွဲမမြင်ဘူးတဲ့ foreigner ကအထူးဆန်းလုပ်ပြီးဓာတ်ပုံရိုက်ပြီး Facebook တင်အလုပ်လုပ်ချင်အောင်ဟန်ဆောင်ပြီး Facebook ထိုင်ပွတ်နေတဲ့ဝန်ထမ်းသူ့တထေကိုပြတယ်ဒီမှာနေတိုးတဲ့သူ့မြပေါက်ပြီလေတကူတကဩစတြေးလျကနေဝါခမောက်ကို3တန်းပြန်ဖြေဖို့ပို့ထားတာကိုဟိုမှာကဲနေတဲ့ကလပ်မှာသူ့မြနေတိုးနောက်လိုက်ပါပြီးဟိုမှာလေမြန်ကြီးကစပြန်လေမြန်သူကသူပြန်လာပါသူ့မြကနိုင်ငံခြားကနေလှေစီးလာတာပါဝါခမောက်ရောက်တော့သူ့မြကနေတိုးလှမ်းတွေ့လိုက်တယ်သူစော်လင်းနဲ့ရှောက်ပြီးဒိုးနေတာသူ့မြကမှလှမ်းခေါ်နေတိုးမလုံးဝ surprise mother ကဖြစ်သွားပါတယ်ကျွန်တော်မေးလို့ပါပဲလူရှိပါဆိုနားလီနာကတ်တိုးရင်းနေအင်ရောက်အသေးပြီတဲ့နေတိုးကနိုင်ငံခြားပြန်ရမယ်ဆိုတော့ဆရာမလေးကအသေးစာကွဲရပါတော့နော်အဲ့ဒါကိုထွန်းထွန်းကဘေးကနေနှစ်သိမ့်ပေးတာပေါ့နော်ရင်ကြီးပြောရင်တော့တငယ်ချင်းအချစ်ပေါ့ဗျာမရင်မကြီးပြောရင်တော့နွားပေါ့
ငါပကုံးကောင်းပါတယ်ဟာ ငါကနွားနိုင်ငံခြားပြန်ရောက်တဲ့နေတိုးကသူ့မြတ်သူ့ချော်တေးတာပေါ့နော် KT ဘန်အချိန်နေဆိုနေတိုးကမိကနေအိပ်ပျော်ပါပြီးတော့ထူးဆန်းတဲ့အိမ်မက်သူကအိမ်မက်ထဲမှာသူကနေတိုးနိုင်ဖြစ်သွားတာပေါ့နော်နေထူးနိုင်မဟုတ်နေတိုးနိုင်ဖြစ်သွားအဲ့မှာသူ့ရဲ့ဆရာကသူတိုင်းကျင့်တာကိုဘေးကနေစောင့်ကြည့်ဒီကောင်အခြေအနေမကောင်းအောင်နဲ့ဆရာမပြနီးမကြကောင်းနဲ့ငါကိုယ်တိုင်ငါစီးပြီးပြမှာဖြစ်မယ်ပေါ့နော်အဲ့မှာသူ့ဆရာဝင်လာဂျွန်းပစ်တယ်တစ်ခွက်ပြတယ်နှစ်ခွက်ပြတယ်သုံးခွက်ပြတယ်ပြီးတော့ချက်ချင်းမှာနှာခေါင်းသွေးယူပြီးတော့ခေါင်းတွေပိုင်းမူးတက်လာသူ့ဆရာရှော့သွားပြီးတဲ့နောက်ပိုင်းမှာနေတိုးကသူ့ဆရာရဲ့သမီးကိုတိုင်းတင်မိတာပေါ့နော်ကဲလိုက်ဆိုဝူးဝူဝါရီလုပ်ပြီးတိုင်းတက်တော့အဲ့မှာနေတိုးနဲ့စပြီးပညာဆန်းပြီအမတကွက်ဝင်သွားတယ်မလေးဖဇာတိုင်းတက်လာမတက်လာတော့မသိပါဘူးယောက်ျားရဖို့တော့တေးကြနေပါတယ်တကြတော့စော်လေးကနေတိုးရှိပြေးလာတယ်တဲ့မှာနေမနေ့ကဘယ်ကောင်မနဲ့ဂူအောင်နေရလဲဆိုပြီးတော့နေတိုးမေးလိုက်နေတော့မဖြေရတော့ဘူးဂျပန်မှာရအောင်ပို့ပေးလိုက်မသိပါမယ်အိုးကောမစတာမီတေးပဲခံမှာမပြောပါဘူးမနေတော့တိုက်တန်းနဲ့လုတ်ပေးလိုက်တယ်သူ့ဓာတ်နဲ့ထိုးပေါ်မှာနဝရကဓာတ်နဲ့လာနေတာနောက်နေ့မနက်3 နာရီမှာနေတို့ရှိကိုရောက်တယ်အဲ့နဲ့ရောက်တာနဲ့ဓာတ်နဲ့ကော့ပြီးရွှီ ထားရမယ့်ချိန်ရောက်လာပြီဖြစ်တယ် နီ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